ဆိုးသွမ်းနေရုပ်လေးတော့သိခံကြည့်လို့ပြောရရှိတယ်ပြောရရှိလို့ဆိုဈေးရောက်တဲ့အကောင်ပါပေါ့နော်ဈေးရောက်တဲ့အကောင်ကဘယ်လိုပြောမလဲပေါချားပေါ့ပေါချားအခုကကျွန်မဘွားပေါချားလေးကျွန်မယူဖွင့်ပေါချားကို AN စစ်ခိုင်းတော့ AN ဒီပုံစံလေးဆွဲပေးအဲ့ပုံစံလေးဆွဲပေးဆွဲပြီးတော့ဖိုးကောင်းတယ်အဲ့ပုံစံလေးပဲတိုင်းပဲပေါချားစာကိုထုတ်ပေးပေါ့နော်အခုကကျတော့မလဲဆိုအဲ့ handmade by food ဆိုတာဟာကိုနာမည်ပြောင်းလို့အကုန်လုံးအတိပေးနေတဲ့နာမည်လာပြောင်းတာပေါ့နော်အဲ့ဒီ handmade by food ဆိုတဲ့နေရာမှာ handmade by KNS ဆိုပြီးတော့နာမည်ပြောင်းလိုက်တယ်ပေါ့နော်ပြီးတော့အဲ့ပေါချာမှာအစပြီးတော့ကက်ခွာစတေးကမှာအစကျွန်မနာမည်ကိုပြောင်းလိုက်ပါတယ်ဟာလာတော့အကုန်လုံးအတိတာပြီးတာပေါ့နော်ပြီးတော့ဘာကိစ္စလဲဆိုရှင်းတော့တစ်ခုပြောပြမယ်ကျွန်မချီထိုးတဲ့ကိစ္စကိုလေကျွန်မဒီ2026ကုန်နဲ့ဒီကျွန်မချီမထိုးတော့ဘူးပေါ့နော်ချီမထိုးတော့ဘူးဆိုတာကကျွန်မလုပ်ရတဲ့ကိစ္စတခြားကိစ္စတွေရှိသေးလို့ကျွန်မချီမထိုးတော့ဘူးခုနောက်ဆုံးထိုးထားတဲ့မြေရုပ်လေးကိုကျွန်မတင်ပေးဦးမယ်ပေါ့နော်အဲ့ရပဲပြောလိုက်ရဖန်ရခါခါလေးစိတ်ပေါလို့နည်းနည်းပါအနေချင်းလေးထားထိုးလာလေးပဲကျွန်မတင်ပေးပေါ့နော်တက်ပြီးတော့အဲ့ချီထိုးပြီးရောင်းတဲ့ကိစ္စကိုကျွန်မမလုပ်တော့ဘူးပေါ့ဘာလို့လဲဆိုတော့12လပိုင်းကုန်နဲ့ဒီပဲမလုပ်တာနောက်ပိုင်းပြန်လုပ်ပါဒါပေမဲ့ဒီကြားထဲမှာတော့ကျွန်မအင်ဂျီရောင်းထားတော့ရောက်လာတော့ဘာလဲဆိုတော့ကျွန်တော်တက်ဖူးအင်ဂျီဒီတိုင်းမှာဝင်ပြန်ရောက်လာဆိုကိစ္စမရှိဘူးလေကျွန်မလုပ်နေတဲ့စာကိုလည်းဦးစားပေးချင်လို့12လပိုင်းကုန်နဲ့ဒီကလုံနေအိမ်ကလည်းဖြတ်ခိုင်းပြီးစာပဲလုပ်တော့တဲ့အဲဒီထိုးတော့ခဏရက်လိုက်တော့ပေါ့နှစ်ခုဆိုရင်ကျွန်မမှောက်ပါနှစ်ခုဆိုချီထိုးလိုက်စကြလိုက်ဆိုကျွန်မကောင်းနေမှာခံနိုင်မင်းနေလေအဲ့ပြောသွားတယ်ရောတပီစေးလိုက်ရတယ်အဲ့လိုဖြစ်လို့ပေါ့နော်အဲ့လိုဖြစ်တော့ကျွန်တော်တခုချီထိုးတဲ့ကိစ္စဖြတ်ချပလိုက်တာပါနောက်ခုကကျတော့အဲ့ဆိုတော့ဒီထားပေါ့နော်ဒါထိုးတာတင်ပေးရမှာလေဆာမတင်ပေးရတော့ဘာလဲဆိုတော့သူ့ဝိုင်းကူညီပြီးတော့ထိုးတာအောင်ထိုးတင်ပေးကတော့သူမရှိဘဲနဲ့တင်ပေးတာပေါ့နော်ဘယ်လိုပြောမလဲသူ့လည်းဝိုင်းကူညီပေးပေါ့နော်သူလည်းကောဝိုင်းကူညီလိုက်တော့ပြီးတော့လည်းနောက်ကသူထိုးခိုင်းထားတဲ့ဟာလေးနောက်ဆုံးထိုးပါတော့သူထိုးခိုင်းထားတဲ့ကန့်ကောပန်းဦးလေးကိုနောက်ဆုံးထိုးမှာပေါ့နော်အဲ့ဒါနောက်ဆုံးထိုးပြီးသွားတယ်ဒီနှစ်လောက်စာချီထိုးတာကိုရက်လိုက်ပြီပေါ့နော်အဲ့ဒါလေးပြောချင်တော့အဓိကပြောချင်တာတော့ဒီနှစ်ကုန်တဲ့ဒီချီထိုးတာကိုလည်းရက်လိုက်တယ်ဆိုတဲ့အကြောင်းရင်းနောက်တစ်ခုကကြတော့နောက်တစ်ချက်ကကြတော့ဘာလဲဆိုတော့အဲ့ဒီကျမရဲ့ဈေးရောက်တဲ့အကောင့်နာမည်ပြောင်းနေဆိုတဲ့အကြောင်းရင်းကိုပြောချင်တာပေါ့နော်